ကဲဒီချင်အောင်လေးကတော့အပေါ်စားလေးအပေါ်မိုးစားလေးနဲ့နွေရာသီအတွက်တီးတဲ့ချင်အောင်လေးပါကစတမာတယောက်ရဲ့အမှားလေးပါသူကလေဟိုပါပေါ့ငွေလဲတိတ်မသုံးချင်ဘူးဒါလေးက3ယောက်အိတ်ပါနော်3ယောက်အိတ်ကိုငွေလဲတိတ်မသုံးချင်ဘူးပိတ်ကိုလည်းတိတ်မထည့်ချင်ဘူးဆိုတော့မာကြီးက2800နဲ့လေးဒီလိုမျိုးလေးချုပ်ပေးလိုက်တာပေါ့တောင်းတောင်းချင်းစီမှာအတွန်းက3တွန်းစီထည့်ပေးလိုက်တယ်တဲ့3တွန်းဆိုတော့6တွန်းကနေ4ဘက်ဆိုတော့ခါကြတော့အားလုံးပေါ့24တွန်း24တွန်းပိတ်ကိုလည်းတိတ်ပြီးတော့မထည့်တော့ဘူးမာကြီးကတစ်ထည့်လုံးကိုတီးတဲ့ဇာလိုမျိုးလေးပေါ့ဇာလိုမျိုးပြီးဇာလိုမျိုးပြီးတီးတဲ့ဇာလေးချုပ်ပေးလိုက်တာပေါ့အဲ့လိုမျိုးလေးသဘောမျိုးလေးပေါ့အောက်ဆွဲလေးတစ်ခုပဲပိတ်ပါပါတယ်ဒါကတော့နေရာဒီအတွက်ပေါ့ပါပါနဲ့ငွေလည်းတိတ်မသုံးကျင်တဲ့ဆိုသူတွေအတွက်ကတော့ဒီချင်အောင်လေးကတော့အဆင်ပြေတာပေါ့နော်သူကလေဇာသားလေးကလည်းအရန်ပေါ့နော်အမကြီးကအရန်ညမ်းတဲ့အသားကိုတုံးထားတာမဟုတ်ဘူးဇာသားလေးကလည်းအတင်ဇာသားလေးကိုတုံးထားတာပေါ့ဒီလိုမျိုးလေးခုဒါလေးက3ယောက်အိတ်ကို2800ပဲကြာတာပါဒီလိုချင်အောင်လေးကိုမှာယူခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်3ယောက်ကို886လေးရဲ့ဖုန်းကို Viber ကနေ hi လို့ပဲဖြစ်ဖုန်းဆက်လို့ပဲဖြစ်မှာပြီးဝယ်ယူနိုင်ပါတယ်ဒါလေးကတော့အားလုံးပေါ့ပါလေးပေါ့အပေါ်မိုးစာဘေးတွေကလည်းစာအောက်ရဲလေးပဲပိတ်လေးပါတယ်အတွက်ကြောင့်မို့လို့ဒါလေးကတော့ပေါ့ပါချင်အောင်လေးပေါ့နော်